Yo,အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တင်ပြမှာတော့ side flip ဖြစ်ပါတယ် Okay side flip ကိုဘယ်လိုကျင့်ရမလဲဆိုတော့အရင်ဆုံးကျွန်တော်တို့ roll ရဖို့လိုတယ်အဲ့6ကိုကျွန်တော်ဒီလို position ထားမယ်ဒီနော် Okay position ထားပြီးတော့ဒီဒူးအောက်ကိုခေါင်းအောင်ငုပ်မယ်လက်ကဒီလိုဝင်မယ်နော်ကြည့်နော်ဒီဒူးခေါင်းငုပ် roll Okay ကျွန်တော်တို့ side ပစ်တဲ့အခါကျရင်ကြိုက်တဲ့လောက် landing ယူလို့ရတယ်ကြိုက်တဲ့လောက်ပြေးလို့ရတယ်ဗျာကြိုက်တော့ကိုအချိန်ရတဲ့လောက်ယူလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့အချိန်အရင်ယူအဲ့တော့1 2 3 4 4ဆိုတာ ਨੇ roll မယ်ခေါင်းထဲဝင် roll ကဲနောက်တစ်ခါဒါလွယ်သုံးနည်းပေါ့နော်โอเคပြန်လုပ်ကြည့်မယ် roll ပိုက်ချခေါင်းထဲ roll โอเคအဲ့ဒါလေးကိုကျွန်တော်နည်းနည်းလေးခုန်ကြည့်ဒီလိုမျိုးလေးဟာကိုပဲဒီ6လေးကိုခုန်ကြည့်မယ်โอเคယူရဲဝင်မယ် and jump အရှိကိုတိုးပြီးတော့ Okay နောက်တစ်ခါ you 1 2 wing and jump Okay 6ပိုက်ဖို့လည်းမမင်းနဲ့ပေါ့နော်နောက်တစ်ခါ6ပိုက် jump Okay အဲ့တော့ကျွန်တော်နည်းနည်းလေးမပြည့်ရသေးဘူးဗျာအခုတော့ဘလို့တော့ရသွားပြီမပြည့်ရသေးတော့ကျွန်တော်တို့ဘလို့ရအောင်ကျင့်မလဲဆိုတော့အရင်ဆုံးဒီဟာလေးကိုခုန်ကြည့်မယ်ပြေးလာမယ်ဒီလိုဝင်မှာဆိုတဲ့အတွက်ကြောင့်နောက်ကိုခုန်ကြည့် Okay 1 2 ဒါတော့မခုန်ရဲတဲ့လူတွေအတွက်เนาะအကျင့်အဲ့ jump Okay နောက်တစ်ခါ jump Okay အဲ့တော့ကျွန်တော်ခုနဟာလေးနဲ့ကျွန်တော်ပေါင်းကြည့်လိုက်and jump okay ဒီ roll လေးကိုရဖို့လိုတယ်နော် round လေးရထားရင်တော့ပိုကောင်းတာပေါ့ round ကနေလေရေတော့ခုံးကြံ့လက်ထအဲ့ဒါကြီးအားလုံးရသွားပြီဆိုတော့ကျွန်တော် final ပြပြမှာဖြစ်ပါတယ် okay မပြပြခင်ပြောချင်တာကတော့ဒါကတော့အခုချက်ချင်းလို့အခုတော့မရဘူးပေါ့နော်တစ်ပတ်တန်ဒီနှစ်ပတ်တန်ဒီအချိန်တစ်ခုတော့ပေးရမှာပေါ့ဒီ roll လေးကိုပဲတစ်ပတ်ပုံမှန်လေ့ကျင့်ပေးမယ်အဲ့ဒါဆိုရင်နောက်ပိုင်းတစ်ဖြည်းဖြည်းနဲ့ပြည့်ရဲလာလိမ့်မယ်မရရင်လေဒီဘူးကန်နားမှာအဲ့လိုမျိုးလေး roll လေးချပြီးတော့အရင်ဆုံးသွားကျင့်ကြည့်ပေါ့အဲ့ဒါဆိုရင်တစ်ဖြည်းနဲ့ရပါ Okay ကျွန်တော် final ပြပြမယ် Okay ကျွန်တော်ကြိုက်တဲ့လောက်ဝေးယူလို့ရတယ်ကျွန်တော်ပြစ်ကြည့်မယ်နော်အဲ့တော့ and cold Okay ဒါဆိုကျွန်တော် side flip ကိုရသွားပြီဖြစ်ပါတယ်အားလုံးဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတော့ကျေးဇူးအများကြီးတင်ပါတယ် peace